လေကရုံးလေးတွေကစားချုပ်ပြီးအမြဲတမ်းအဖြူရောင်ပဲဝင်အကိုရဲ့ကျွန်တော်အပြူအောင်ဝှစ်ချင်လို့ဝှစ်တာမဟုတ်ပါဘူးအဲ့ကောင်ဂိုက်တက်သွားတယ်ဘယ်ဂိုက်တာမအဲ့ဒီကလေဒီပေါ်ရုပ်ရှင်သေးလူဆိုတာလေလူဆိုတာအနာတက်သွားရင်ပြောမကောင်းတော့ဟုတ်တယ်ဂိုက်တက်ချင်တော့တက်တာမဟုတ်ဘာဖြစ်လဲငါတို့ညော့ကြည့်လိုက်လုံးဝရုပ်ရှင်တဲ့ဗီဒီယိုတွေဟာငါတို့နှစ်ယောက်တွေလေဟာကြာကြာမင်းသားစော်ကားတာတော့ပြန်ပြီအကောင်သွားပြန်ပြီစော်ကားတာဟမ်ရှင်းပြလဲလက်ငါတို့နှစ်ယောက်ဆိုကြတဲ့ကစော်ကားတာလေငါဆိုတာမင်းသားကိုမင်းဟာပို့တာမလေးပြောကြရလားမင်းသားဘလုံးမမအောင်မင်းနဲ့အဲ့တဲ့မှာမီးရှို့တာငါပဲအညောင်းတော့အေးသိတယ်အဲ့ဒါမျိုးများတယ်ကွာဟာမင်းကလား तू ကအလိုမတူလို့တိုင်တစ်လေးမရတော့တစ်လေးဆိုငါတို့မွေးကနေအာဘာမလိုက်တော့ကိုရဲ့ချက်လို့တောင်ရှင်ချက်လို့ကိုကဆွဲထုံနေပါဆိုတော့အထက်ကိုပြန်လာထည့်တယ်ဟာတော့ကိုကြီးဆိုရလေဒီလေညီလေးကပြန်လို့စိတ်မလုံးကစိတ်မရှိတော့ဘူးနော်သွားမလုံးနဲ့အဲ့ဒါလူမိုက်ဘာဖြစ်လို့လဲမိုက်လုံးကကြည့်လို့တယောက်တည်းမှာခြံခတ်ထဲတာကျွန်တော်ကတော့ဆိုင်းရ17ရောက်ပါပဲဘယ်လိုလုပ်လို့အများကြီးဒါဒီမန္တလေးကုသိုလ်တော်ရောက်မှဝေးတာဖွာတာနေနဲ့အဲ့ဒါစိတ်မလုံးရဲ့တပည့်တွေပြီးပစ္စည်းတွေသူတို့ချုပ်ပေးမှာပစ္စည်းသိမ်းတဲ့ဒီအမတို့နေရမှာနော်ဟိတ်ခုနှစ်တလုံးကောင်းတယ်အေးကြတယ်ခုနှစ်တလုံးကောင်းတယ်ဆိုအောင်စဘူးဆိုတော့အဲ့ဒါ၄၅ဟာမတို့အကိုပြောရင်ထိုးတာထိုးဘာကြောင့်လဲဆိုတော့အကိုကပြောရင်တကယ်ဖြစ်တယ်ဟုတ်လားပါစက်စီးရတာဘာလဲမျိုးကျွန်တော်ဖခင်ကြီးမှာကာတော်အဲ့လိုတင်းနေလာလေးပဲကိုတလုံးကောင်းတယ်လို့ပြောလိုက်တာနောက်နေ့တကယ်ကူးထွက်သွားတယ်တကယ်ထွက်သွားတာအဲ့ဒါကြောင့်လို့အမတို့လိုက်ထိုးကျွန်တော်အကိုယုံပြီးတော့အမအဲ့ပွဲသုံးပွဲရှိပြီအမတို့အကိုပြောတိုင်းထိုးမပေါက်ရင်ကျွန်တော်ပါလာရဲဆိုပြီးကျွန်တော်အမခန္ဓာ၃ပွဲအခုဒီဘက်သွား၃ကြောင်မရှိတော့မနောက်ပါနဲ့အကုန်နှလုံးပေးလိုက်တော့အကုန်လုံးပွဲကင်းတစ်ခင်းလုံးစိုက်ကယ်နေနဲ့ဖြစ်ကုန်ပြီဟာတိုးတက်လာလားကားလေးရောင်းပြီးတော့အကိုကခွန်တလုံးကောင်းတယ်ဆိုပြီးပြောနေမမြင်မြင်တော့က3ညတလုံးနဲ့လက်ပြ80ထိုးကြနော်ညီတို့အိပ်ရတယ်ဟုတ်တယ်ကျုပ်တို့ကမအိပ်ရသေးဘူးချိန်ကြီးအတန်နေမှာချင်းအတန်ဝချင်းဇောင်းဝင်းတော့ဖြစ်နေပြီဘယ်သူမအိပ်ရသေးလားမအိပ်ရသေးညီနဲ့လုံးရဘာလို့ဘုံမောက်မဖတ်တီလူအားမနာဘူးအကိုဒီမှာခဏလေးအမဂျပိန်မတဲ့မဖတ်တီမဖတ်တာမေးစတဲ့အမကျေးဇူးများတင်ပါတယ်နော်မဖတ်တီမတော့နည်းနည်းပိန်သွားသလိုပဲတကယ်တော့ကျွန်တော်တို့ကမန္တလေးကိုရောက်တယ်ဖတ်တီမဟာကိုစားချင်နေတာဘာလို့ဘာလဲဖတ်တီမချင်းပေါင်းလေဒီလားဒီနေ့ကစီးပွားရေးချင်းနေကောင်းမကောင်းသိတာပတ်စံမတွေ့အောင်ပန်းကုန်းနေအေးလေအကောင်စိတ်အိုက်ဒီယာကိုဘွားကိုနားလဲလိုက်လေဒါကအကြောင်းရှိအားကြောင့်ဟောပတ်စံဆိုရင်အများမြင်ရမသိတော့ဘူးဟောငါတို့မင်းသားလေးပတ်စံပေးရတာဒါအများမြင်မှာ live ပေါ်မှာမသိတော့ဘူးအဲ့တော့အချစ်ပန်းကုန်းလေးတွေချမယ်ဆိုပြီးတော့ပန်းကုန်းလေးတွေချတာရတယ်ညီလေးစကားနဲ့ညီလေးပဲမသိတော့ဖြုတ်ရအောင်လေကုန်ဖြုတ်ချစ်လို့ပန်းကုန်းလေးချတာကိုလက်ခံနေတို့ပေမဲ့ပန်းကုန်းချတာကမင်းသားနဲ့မတူတော့ဘူးအဖြစ်ဖြစ်လေးတူနေတယ်ဒါမှတခါပြီးခဲ့ကြာကဲလူလည်းမင်းချစ်လေးဆက်မယ်ကောင်းမယ်စိတ်ပြဘိုက်လိုက်တော့โอเคလုံးနေလေးနေလိုက်တန်တော့ရှော့ရှော့မယ်ပြီးအောင်ရှော့ဒီအဲ့တော့အဲ့လိုရေးကြီးလာဒီကလည်းထားချင်ကွာပြီးကြတယ်ဟုတ်ဘူးငါတို့လည်းအားနာဘူးမဟုတ်ဘူးသူကမလေးရလို့ဖြစ်ပါဆိုလို့ဒါအဲ့နဲ့စရိတ်ရှိုးတော့လည်းအဲ့ဘာလို့လာကြည့်အောင်အိမ်မှာသူမှမကြောက်တော့ဘူးမင်းနဲ့အဲ့မဝတ်တော့နဲ့ပြောလို့မကောင်းဘူးတကယ်တော့ကျွန်တော်တို့ဖတီမာဟာကြီးစားဖို့အတွက်ဗျာဘိုင်းရောကျွန်တော်မင်းသားအရန်သနာနေတာဒီမှာပန်းတွေတညာလို့ဆူချဖို့ဆိုပြီးတော့ညာတဲ့နဲ့ရေခဲစိန်နာတာ
အခုကျတော့မင်းသားလည်းပဲဒီလိုဖြစ်နေဇက်ခိုင်ယာရီဥရုကိုအန်တူပြီးတော့လာပြီးအောင်စုဘူးကိုချစ်လို့ ဟုတ်တယ် ဒီထဲမှာလေအသက်ကြီးတဲ့လူတွေတော့နည်းနည်းလေးပြောချင်တယ် ဘာဖြစ်လဲ အတီတို့60ကျော်90ဒီပေါ့အဲ့ဒီအစုကိုရမ်းချိန်ပြီးတော့တော်တော်တညာလုံးဒုက္ခခံနေတာတရားဝက်တာအဲ့လိုဒုက္ခခံနေသိလားတော်တာပဲနေဖြစ်သွားပါသိလားဘာလို့ဘာလို့ဒီလောက်အေးနေတာနော် ချစ်တယ် 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 တရပူရောနေ အလဲလိုက်တယ်ဗျာရောမခိကမှာမဝနဲ့အလဲတယ်လီဖုန်းနဲ့ အဲ့လိုများတော့လေသုံးပကုံပြီ ဟာ US ဒေါ်လာဟာတရားနဲ့ US ဒေါ်လာတွေ ဒီတော့လေငါဆိုရင်အိုက်တိုင်းဟုတ်လေနားလေကြဒီလိုကြီးဘယ်တော့မှမကောင်း ငါသိပြီဒီပတ်စံကအဲ့ဒါဖုန်းကြီးတွေပရိသတ်ပဲကောင်းကောင်းလာခိုးလာ ချစ်တယ်ချစ်တယ်ချစ်တယ်ချစ်မီဘုန်းမစီနေလဲမလားဟဲ့ ဘုဘကအစီနဲ့လဲမလာတယ်ကွာ လဲမယ် အလဲ ဆူတောင်း ဗကြံကိုအကို ဟာပရိသတ်ကချစ်လို့ပေးတာလား ဟုတ်တယ် ဒါကကျွန်တော်တရားတန်ကလေ အေး တသိန်းတန်လည်းပြင်ဖြစ်သွား အေးပေါ့ ရုံလားကိုကြီးမျက်လက်ပြ မယုံ ရုံကြီးမျက်လက်ပြမပြ မြင်လဲပြပြန်ပြီ မင်းဟိုမအောက်ကပြောနေပြီနော်ကြားတယ်နော် ပေါ်လီရကားရဲ့လူဆိုးမနဲ့အောင်ဘူး ဟုတ်လေကလေးချစ်တဲ့မကြီးရနေကြစီရီဝေလို့ဖိတ်ဘီလုံးမလား ဆရာစီရီဝေလို့ဖိတ်ကြတော့ရတယ်နောက်ကဟာ1ဖုန်း ဟုတ် မနာနဲ့ ဟုတ်အေး မနာဘူးအေး ဟုတ်မနာမနာဟုတ်ကျော်လေကတော့อีกမအီတော့ဖို့ပေါ် မနာဝဲနာပြောအားကြလားဒီစီကနေကချစ်တယ်ဘယ်နာမှာပြော ကျော်လေကတော့อีกမအီတော့ဖို့ပေါ် ဘယ်နာမှာဟုတ်ဘယ်နာမှာတော့ဘယ်နာမှာတော့ အေးဟုတ်ဦးပင်ရတော့อีกဗတိမတော့ဖို့ထား ဟုတ်တယ်နော်တေချာလည်းစင်းပြောင်းမယ်ပြီးကမှအဲ့ဒါရိုက်နေတာဒီလိုတောက်ဖို့ ဗတိမတော့ဖို့ဒီလို ဒီလိုတောက်ဖို့နော်တခါတည်းပြောတာအဲ့လိုရေတောက်တာအဲ့လိုတောက်ဖို့ပြောတာ ဟုတ်ကျော်လေကမောက်ဟိုလိုဝင်တော့ဒီလိုဝင်တော့ဘီလုံးမမ တို့တယ်ဖြုတ်ကိုရင်သူအထဲမှာသူအော်ခဏတီးသွားပါတယ်မင်း ဖြုတ်ဖြုတ် ပြောပါကဲခေါ်ပေးလိုက်ပါ ကနေတော့ဘယ်ဆင်းသွားလဲ အိမ်ကသွားတာပြောသွားတယ်ဘယ်အောင်ပြန် ဘာလို့မ ခေါ်ပေးလိုက်ပါလေဟိုတွိုင်းလိုက်တော့လေပြလိုက် အာမပြတ်နေလေလှုပ်လှုပ်နေတာလေ သူတို့ကဇက်ဆရာလုပ်ခိုင်းငါတို့စောင့်ပြတပြားမချမ်းအောင်ပေါ့ဒီမှာတော့ဟိုမှာမင်းပီလီဟိုမှာမင်းကလည်းခုနကိုင်ပြီးတော့မှလည်းအာ ကိုဒါအားရစီးကျင်နေတဲ့တေးလေးငါ ချီမော တေးလေးနဲ့ဆက်ပဲပေါ့ရတယ်နည်းနည်းကြံနေတယ် အစိုးရနှစ်ပါးမထွက်ခင်တွေကပုတ်ထားပါလား ပေါက်တာပဲဒီမှာစီးအိမ်ကြီးပြုတ်ကြတော့မယ်နည်းနည်းကြံနေတယ်တောင်ရှိတွေလည်းစုံတယ် အကိုကျွန်တော်တို့တော်တော်ကိုသိမ့်ပိုက်ခံတာပြီဘယ်လိုမှကြည့်ပါဦး စတေတော့မကြုံနဲ့တော့ပြုတ်ကြအောင်မယ်ကိုလိုအဲ့တော့မှာ တကယ်တော့ညီလေး ဂျာကြီးရေ ကုသိုလ်တော်ကကိုကြီးတို့ သူကိုချစ်ရှင်ကျွန်တော်ကိုမပြောနဲ့ကျွန်တော်မသိဘူးနော်အမေစိတ်တိုင်းချမေချွေးမနေပါလေပါအမေချွေးမလိမ္မာလေ no လာပြီဟေးအိုး အမေဒီကတော့ချော်လဲရလာပါဦးပြောအောင်စဘူးလေးဒီမှာဇက်ကောင်မတန်နေထွက်လို့တူးလေးရိုက်နေတယ် ဟာဘာနေဟာရှော့လိုက်ပါတော့ ဒီတော့မှဇက်ခုံပေါက်သွားတယ် ညီလေး 哦，没 အခု 看 ညီ 见。 လေးပေါက်နေရတယ် အကိုကျွန်တော်ဒီလို 家里别别， ကျွန်တော်အစီအစဉ်ကြားလေးကိုကို တူတယ်
ဘာကြီးရော ဘာပြောတာလဲ ဘာပြောဒီနေ့โอเคပြောပြမယ်ကိုပြောပြမယ်နားထောင်လိုက်ကိုကဒီဘက်ကိုလိုက်ပို့ပြန်တော့လေဒီဘက်ကိုမျက်နှာပူရတယ်ဒီဘက်ကိုလိုက်ပို့ပြန်တော့လေခလေးကိုနေမိနာဆိုလို့မျက်နှာပူရတယ်ဟောဒီအလေရထားလာတော့လေဟိုနောက်ကကျွန်တော်တို့လူရှင်တော်တွေရမ်းကြည့်ရတဲ့ပြိတ္တကြီးကိုကျွန်တော်တို့ကညီတို့တဲ့ပုံပြီးမျက်နှာပူရတယ် ဘာဖြစ်လို့လူရှင်တော်တွေတက်ကိုချစ်ရလဲ ဟမ် ဘာလို့ကိုချစ်တာအေးရအော်သူကအယုတ်တိန်နဲ့တူးနေပြီကြာတော့အော် ဟာ ဒီအမွေးမရှိတာကိုစွတ်နေတယ်ကြီး ခင်ဗျားလည်းနောက်ယုံလောက်ကြရင်အယုတ်ရောင်းလို့ရတယ်စပယ်တင်ဘယ်လေးကိုစာနာအောင်စမောရပြောင်းလေးကို ကျွန်တော်တို့7ဘာဖြစ်တော့ ဟဲ့အာမဟုတ် ဘာဖြစ်လဲ ဘာလို့ညာအိတ်တာတီးတယ် ဘလို့ညာအိတ်တာ ညာအိတ်တာ ဟဲ့ကမဟုတ်ဘူး ညာကြီးတော့ကွာတွေးတွေစင်းတော့ကွာ ဟဲ့ကမဟုတ်ဘူးမင်းသားကနေနဲ့မေ့သွားတာထင်တယ်မင်းသားရဲ့အသက်ကိုရှူရှူမှန် မမရှူရှူမနာနင်းမျက်နှာ မရှူပြောတာ မင်းသားတက်ကလေး ဘာဖြစ်လဲ ပြိတ္တကြီးဟာ အဲ ဟောဒီကကိုချစ်တဲ့မင်းသားလေး အဲ စူရတာဟာချာ အဲ သူမစိတ်တည်နေ ဟောသူကြတာစိတ်ညစ်စရာလား အဲ့လိုမျိုးလေးဝမ်းနေနေပြီးတော့ကျမ်းမရမကောင်းဖြစ် ဟာ မနေ့ကဘောကန်နေ အဲဘာဖြစ်လဲ ဘောကနှလုံးဖြစ် ဘယ်ဘောတော့ ကိုင်းပေးကဝင်လာတဲ့နောက်တစ်လုံးမှသူပိတ်ကန်လိုက်တာ အဲ့လိုပြောပါ အဲ့ဒီမှာသူကျမ်းမရမကောင်းဖြစ်တယ် ဩ အခုလေ အေး စံပြုတ်ပြုတ်တော့နေ ဟောအဲ့လို အဲ့ဒါဒီမှာတော့သိလား မင်းသားကျမ်းမိုင်မကောင်းတဲ့ဆံပြုတ်တောက်နေရတယ် သိရတယ်နေကလေးချင်းမလို့နေပါသေးလား ဆံပြုတ်ကဘယ်လောက် စံ ပြုတ် ပြုတ်ကတိတ်မပြုတ်ရပါဘူး ဘယ်လောက်ပြုတ်တယ် ရှစ်ပြီးကိုတင်း ဟင်း ဇောမရှိလို့ခနွဲနဲ့ပတ်သူရကောင်းလို့ပြိတ္တကြီးပြောပြနေတာလေ အဲ မတို့ဗျာ အမေ ရက်ဆက်လိုက်ကြတာ ဟုတ်မင်းသားကိုမလားမင်းကိုမလား သူစမ်းငိုတာ မင်းသားဘာဖြစ်တာလဲမင်းသားကိုမေးပါ ဒီလေးဘာဖြစ်တာလဲငါတို့တလေးတွေပြုတ်လိုက်ရမလား မတတ်တဲ့ချက်ချင်းပြေလို့ပြူလို့ဗျာဘာဖြစ်တာလဲ ဘာဖြစ်တာလဲ မင်းသားဘာဖြစ် ခေါင်းပေါင်းနေစောင်းကြီးလက်တာဒီလိုနဲ့ဒီလိုသူနဲ့ကိုနဲ့မှမီးဝင်ပြီးတော့ဘူးဟို အဖိုးတဲ့ကျူအောင်လေ အဲ့လောက်ဆိုတော်သေးတယ်ဖိုးနဲ့မီး နေမေဖိုးလည်းပြ တတာကျူစာပါစံနဲ့ကန်နေအောင် အေး ပြီးတော့ကြည့်လက်ခုလေးတီး နေအောင်နေအောင် ခဏနေစကားဆုံးအောင်ဆောင်အောင် ခင်ဗျားတို့ဖေးလာမဖားနဲ့နေအောင် ဖော်လည်းမဖော်နဲ့နေမဖေးလည်းမဖော် အာကျိုတတာမူးလေးသွားတာဟာ ကဲပြေးတကြီးပုံဒီရှေ့ဘက်ကတီးရမှန်းနဲ့ဟိုတော့ကမတရက်ပြီးကြည့်တယ်ပြေးတကြီးမှာတီးခိုင်းနေတာအဲ့ပြေးတကြီးမှာတီး မင်းတို့စင်မောဟာတွေပဲတီးလေမင်းတို့လက်ကားထိုင်ကြည့်တိုင်းနေအောင်နေတယ် ဟုတ်တယ်တီးတယ် တီးပါလေ တီးတယ်မင်းသားတီးတယ် တီးလို့မှရုပ်ကောင်းမုန်းတော့မဟုတ်ဘူး တီးတယ်ငကိုတွေကမရှိလားဦးအာ ပြော ပူပူ အားလာပြန်လေ အော်လေပြီးတော့ကြည့်တီးလက်ခေါ်နေတီးဒီရှိရဝကြည့်ဟိုးတော့မကြည့်ဟိုးတော့မကြည့်အကျိုတတာမူးလေးသွားတာဟာ ကဲ စကားလေးဆုံးအောင်ဆောင်အောင် လက်ကားဝင်လာတဲ့ဟာတွေ ရုပ်ပဲ ရုံဖွင့်မှဝင်လာတဲ့ဟာတွေနော်တီး ကဲတခွေးလုံးတီးလိုက်ပါရှေးရောက်တော့ကုန်တီးလိုက်ပါကုန်တီးပါ ဘုံလေးကြီးနေရသေးလား လက်ကုပ်တီးပါဆိုသူကဖြာရှာနေ တီးပါတယ်ခဏတော့ဒီပွဲပြီးမှဖြာလိုက်ချာတော့ တီးတယ်ကုန်တီးတယ် 24တီးပါတယ်ညီလေး တီးတယ်ကုန်တီးတယ် တီးပါတယ် အဲ့ဒီဖြာရှာတဲ့ကိုကြီးတယောက်ကလွယ်ကုန်တီးတယ် အိုးပြောဖူဖူ ပပ တတာဘာဖြစ်သွားလဲ မေ ဩကိုင်းနေတဲ့လက်ကုပ်ကနဲလို့သတိမေ့သွားတာတဲ့လက်ကုပ်တွေတီးလို့ပြန်သတိရလာ အော်ပြီးတော့ကြည့်လက်ကုံဒီလိုတတာမူးလေးသွားတာ ဟုတ်တယ် ချက်ချင်းကြည့်လက်ကုံဒီမှာတတာပြန်ပြီးတော့နိုးလာတာ ဟုတ်တယ် ဟာတော်ပါသေးတတမပြိတ္တကြည့်ပေးတဲ့အတက်ပဲရှိပါတော့တယ်
ရှင်းလိုက်ပြန်ပြီ အဲ့လိုပြောပြီးပတ်စံနေရှာတော့ကိုပကြောင်နေကြဟိုက်ဟာကမင်းချင်း ဘာဖြစ်တာလဲပြောစမ်း လေးကော်ဖီမေး စူပါပါ စူပါနဲ့ကော်ဖီမေးပြီး ကလေးတွေအမှန်မအောင်မယ်ပြောဟာတော့ဘာဖြစ်နေတော့ ပရိသတ်ကြီးပြောပေးပါ ဘယ်လိုပြောရမလဲ ဒီဘဝင်းနားမလဲဟင်ကောမလေး ပြန်ထိုင်ဟဲ့ပြန်ထိုင် ဘလူးအဖို့ကျယ်လေ ဒါပဲရလို့အေးဖို့ပြန်လို့ရှိ သူများပြက်လုံးပြက်နေညီပါလို့ဆုလာကြထိုင်နေအောင်မှာထိုင်တာကြည့် ကပြန်မေး ဟဲ့ဟိုနောက်က3ယောက်ဘာလို့ထသွား ဩ ပြက်လုံးပြက်ရင်လိုက်တော့ ဒီမေးတယ်ကွာစကားပြောလို့ရသလားပြော ဆုမယူရသေးဘူးနော်သူများပြက်လုံးကြနောက်ဆုံး အော်မင်းသားလည်းငေါ့တာပဲ တတချူချူလေး အင်း ပရိချက်ချီလိုက်အမအလုပ်တွေရှေ့မပြောက်တော့ကုန်တော့နားလည်းမလို့မရှိကြတယောက်နဲ့တယောက် အော်မရတော့ပါဘူးကွာမနောက်ကတန်းစီအော်လာတယ်အော်မပြူပြလာတယ်အော်မပေါ်နေတော့အော် သွားတယ်ဒီသွားတယ်ဒီတော့သွားတာနားလည်းသွားတယ် အလုံးလုံးတဲ့ချိန်ဟေ့အလုံးလုံးနေတာအလုံးလုံးနေတာ သွားတယ်ဘာတွေကြောက်နေလဲမသိ အမျက်လုံးမိတ်တယ်စပရိုက်ကွာအော် ကျေးဇူးပါမရှူနဲ့လေအလုံးလုံးနေတာလေ မင်းက2000 3000မဟုတ်မင်းက200ရမှာမက်တယ်မင်းက2000 3000မဟုတ်မင်းက200ရမှာမက်တာ ကျင်းနေတယ်တကယ်ကျင်းနေတယ်ရောဒီနာချင်းတင်ပြလုံးပြန်မယ်တကယ်တော့ပရိသတ်ကြီးကတတချူချူဘာချူပါ ဘာမှပြောတတချူချူပါလေ အင်း ပြလုံးကြီးပြည့်နေတာဟုတ်ပရိသတ်ကြီးကလက်ခုပ်မတီးလို့တတချူချူမိသွားတယ်လေကြောပေးပါနော်ဟိုက် ခဏလေးဖြူဖြူကရီးမေ့သွားတာမေ့တာနေထပ်ပြီးသေသွားအောင်လက်ကိုလေးတီးပြလိုက်ပါခင်ဗျာ ပိတ်တာပါလေမြူးနေတာငါတရက်ပြီးတော့ပိတ်တာပဲ ပြေးတယ်ကို ဘာနဲ့သမီးတော့နဲ့သမီးလည်းမအယိုးနဲ့သမီးမတွေ့ဘူးဒီတော့ကြည့်တာအယိုးကြီးပဲနဲ့သမီးကပိန်ချုံးပြီးတော့မစားနိုင်မတောက်နိုင်အမလေးလေးလုံးကပြင်ကောင်းမချင်အောက်ကနေပြီးတော့ တူချင်းဟုတ် ဟိုပဲ công gì luôn cái ác này đi như là đó là cái tay áp bậc ရှင်မိုးရမင်းသားခေါ်အမမင်းသားပြန်တော့လန့်နေရှိတယ်အမေ bên nào lên này rồi အမေတို့အဖြေခေါ်လို့အဖြေမခေါ်ရင်မညာရင်းပြက်ကံ anh đi con phá biểu đã အော်ဘာ ông là vui ông là vui đi rồi cho miếng là đi ဇမင်းသားလေးဘယ်သူဇမင်းသားလေးဘယ်သူ ဒါဖိတ်တော့ထားရင်မြတ်တရားလေကိုယ်လည်းမြတ်တရားထားပါလေဒါပေမဲ့သူတို့ကလုံလုံအားကြီးတယ်အချိန်ကိုလည်းကြည့်ရောမပြန်နိုင်တော့ဘာလို့လဲကြံမပြန်အောင် ကဲပြေးသားတဲ့အိရှင်လားအိရှင်ကျွန်တော်တို့အောက်သူဆိုင်မှာဈေးလိုက်ပြပါလိချင်ပါရမယ် ခြေပေါင်းစားမလားပြင်ကောင်းရမ ဟို လို့ စပူလေးရတောင်ကျွန်းဩဘာနမိတ်ကျွန်းတောင်ကျွန်းအထိတ်နမိတ်ဆိုတာရှိတယ်နော်ကိုအထိတ်နမိတ်ဆိုတာရှိတယ် တောင်ကျိုးတဲ့စဉ်းစားပါလေစမကတော့ဆိုရင်ကိုလိုနေမရနေဘာမှမဒီလို ဘယ်မှာတော့ ချေမောင်းဆိုင်ပင်အောင်ပြရဲ ခြေပေါင်းနေတာပြင်ကောင်းကျ ဘယ်တော့ကြောင်းလာလဲ
ဘလို့ပြီးတော့အားနဲ့မှနဲ့ပြောနေကြတယ် အေးသူတို့က မကြမ်းပါ ချင်းမောင်းရောင်းတော့ဖင်ကောင်းကောင်းတယ် ဘယ်ဖင်ကောင်းကောင်း ကျွန်တော်တို့ရုပ်လေးကြည့်ရအရန်လာနေလို့လားမပြော အဲ့ပြောမနေနဲ့မတို့ရောက်တယ်မတို့မန်နေဂျာကြီးရောလူအိတ်ရှင်နေလို့ဟာအဲ့တော့ကိုစိုးနေတာ ပြီးတော့စောအဲ့ဘုံကြီးအိမ်သားထဲမှာငါတက်တာတွေ့လာ ဒီပေါင်းယူတော့ အဲ အမျက်လုံးစားပါ ဆက်သွား ဒီပေါင်းယူတော့ အဲ ပြောလို့ပြောဖို့အတော်ကြီးတယောက်နဲ့ကျွန်တော်လည်းဘုရားတော်ဆုံးသွားတယ်ရှင်းဆက်သွားဆုံးတာ ဘယ်လိုလဲဆုံးတော့ ကျွန်တော်ဒီပေါင်းယူပြီးမျက်နှာတက်တာတို့ရောက်ဖိနေစေး လက်တောင်ပွားသေးတယ်ဟိုလက်ကြည့်နေ ဘသူမှမပေါ်အဲ့တော့မှဥတက်လည်းမပါတာသူတို့ညောက်သွားလိုက်မယ်မင်းတို့ညောက်ပဲပါ ဟေးအားမေကပိကြောညံ့နေ ပွဲ ဒီကားကိုတွေကိုပရမယရိယကားဆိုတော့မကောက်ဘောကံပြီးဆိုတော့ကားတီအောင်တတ်တာ ပွဲကျွန်တော်လည်းကန်လာပဲလေဟုတ်လားကျွန်တော်ဘယ်နှခါများအိမ်ငိုင်းနေရစင်မတွေ့ဘူးလေ တွေ့မယ်ရှင်တော့မင်းသားနှလုံးမမရှိတာစက်နေထဲလာတာ အမေဘာလို့အဲ့နေနဲ့ဘာလို့ပြောနေတာ ဟုတ်လေချစ်လို့စားတာ ပြီးတဲ့ကိုစောကားနေတာ ဟဲ့တပန်စုငါ့ကိုလာပညာရှိဆက်ဆံနေလာလို့နေပွဲငါလည်းအဲ့လိုလုပ်ရင်ငါအရွက်တိုက်ပြီးဇောင်းလိုက်တာကအ ရွက်တွေဆောင်းတွေပြောင်းနေတယ်ကြိုက်တဲ့လောက်သာကဒီနားမှာဒီလိုလေးထိုင်ပြဆက် အခုကြိုက်တဲ့လောက်ကခုနကမျက်နှာတက်တာအခုရေပါချိုးပါ ပွဲဟဲ့ အော်ဆောင်းလာတယ်ကွာအဲ့ဒါအောင်စဘူးပဲအဲ့ဒါအောင် ဘာလဲမင်းတို့ငါလည်းမလုပ်ဘူး ဖင်ရချီရတော့ ဘောစီကလုံး2000ပဲပြီမတို့လည်းပြိပတ်စားမှန်းတော့ပဲဟုတ်တယ်မလားခိုင်းကြောင်းလိုက်မယ်နော် ချစ်သူလေးရဲ့ရောက်ကမကြီးတဲ့ဒီအောင်ပြောတာအမိတမလေးဟာဘာမ ခဏနေလောက်တော့အပြမပြောနဲ့အချစ်ဆုံးသမဲ့ဟာနှလုံးထိုးလိမ့်မယ် ဒီလေးကတော့ဘယ်လိုလဲတော့မသိဘူး ဘာလို့ မအဆင်ပြေလား အဲ ကျေးပဲနော်ထိုင်ရတာပါဒီချိန်မှလာအေးစေးပဲတတ်တီပဲ တယောက်တည်းဖြာဝဲရတာအများကြီး တယောက်တည်းကျေးပဲ၄ချက်တော့ဝယ်ထားတာငါချောင်းလမ်းဖို့ဆိုပြီးတော့ ပြတ်တော့ချိုးတယ် တော့ဘုချင်းနေစိုးနေပြီ ဟောအဲ့ဒါလည်းများသွားပြီကိုဒီ ကြိုက်တဲ့လောက်ကမလိုက်တတ်တော့ဆို ကိုဒီအခုဆက်ရန်ကုန်ဆက်နော် ဒီလေကိုအကောနောက်မှညီလေးတို့ရှိတယ် အေးနည်းနည်းများသွားပြီအဲ့ဒါ အဲ့တော့ကိုယ်စီမြောက်ပေးတာ နည်းများသွားပြီ ကိုယ်စီမြောက်ပေးတာ ဆိုမင်းတီးလိုက်တော့ ညာဝရှော့တော့တာမဟုတ်ဘူး ဟာမင်းကငါ့ကိုဟုတ်လား ခလေးကကိုကိုအဲ့လိုပြောသေးရလားလို့ကွာကိုဆုံးမရင်လိမ္မာမဲ့ခ ဒါ လေး ဆိုရင်အပြင်မှာအဲ့ကောင်အဲ့လိုပြောရင်တတိထားနော်ဘယ်လိုပြောတာ ကလေးอ่ะ ခဏနေအောက်မှာဒီမှာအတွင်းကနေဆိုးတော့မယ်တော့မှာ ဆိုတော့ တော့စီးပြကံတယ်နဲ့ အဲ့တော့ရေချိုးနေတဲ့သူရေချိုးပေးရမှာပေါ့ ပြကလေးတွေမင်းတို့ကောင်တွေကွာဟေ့ရရန်ကုန်စမ်း စီမကမ်းမဲ့ ကားတဲ့မင်းသားကိုပြောပြီးနေကားတဲ့မင်းသားကိုကြည့် ဟာ တပေါင်းထုံမဲ့အောင်စဘူး ဟုတ်တယ် ဘလောက်ချိုးဘလောက် ရန်ကုန်ဆက်ဆိုရင်တမျိုးမြင်အောင်မယ်တေချာကောက်ဖြစ်ဖို့လုပ်တာရီရီနဲ့ရစ်ပတ်ကိုအောင်မယ် ဒါပါလေပြောပြီးပါမယ်ဖာမနေနဲ့ မရှိတော့ဘူး ဘယ်လိုမချေတဲ့ဒါစားတော့ညီလေးကိုချေတဲ့ညီလေးကဘယ်သူတွေချေ ဒါစားလုံးမချင်းနဲ့နေတာဘာကြီးကေပေးကိုလေပြောပြအောင်ခဏစာရီမပို့နဲ့လို့မတော်တီဗီဇက်ကလူတွေဘာပုံမှန်မသိဘူးတမင်စားပြီးလာတယ်တော့ရေချိုးပြီးလာတယ်တော့ချစ်သူရှိလာတယ်ဒီနေ့ပဲသွားမှရှောက်ရှောက်ကတာပဲ မျက်လုံးကမြင်နေချက် စစ်ပြောစ ဘယ်လောက်ကြပါလဲဘယ်လောက်ကြပါလဲ ဘာလို့လဲလို့ ဟာသူမိမလင်းငယ်နေတာ ဘာဖြစ်တော့လဲ သူမိမလင်းငယ်နေတာ ချောတဲ့လူတွေလိုက်ဖမ်းတယ်ဆို ဒီမှာ ဟောလဲမဲ့ ဟေးအောင်စဘူးအောင်လည်းနော် ဘာဖြစ်တာတော့ ဟေးကြည့်တာ ဘာဖြစ်တာတော့ ဘာမှမဖြစ်ဘူး
ဘာမှမဖြစ်ဘူးညီလေးအကိုသိတယ်ညီလေးတော့ကိုအကျွေးရှင်နေလိုက်တာမဟုတ်လား ဘာလို့ပတ်ပြေးနေတာတော့တယောက်တည်း ချောလေ မရေနေနဲ့လေချောတာပေါ့မချောဘဲနဲ့ ကြောင့်မို့ကနေတယ်ဟာ ဟုတ်တယ် ချစ်တယ်ပြီးတော့တယောစီချူတွေကိုချီယာသူနဲ့ကနာတာဆိုတဲ့